ဒါကိုတွေ့တဲ့သူတိုင်းကတော့လူ6လို့ပြောကြမှာပဲတကယ်တော့ तू ကလူ6မဟုတ်ဘူးမင်းစာ6ပါနော်မင်းစာပြောတော့ယုံမှာမဟုတ်ဘူးပေါ့နော်ဒီအကြောင်းအရာကိုမြို့ဘက်မှာနေတဲ့လူတွေကကြားဖို့မှမဟုတ်ဘူးကျမတို့လိုတောဘက်မော်နော်ပူတာဝဘက်မှာရှိတဲ့လူတွေကတော့ကြားဖို့လောက်တယ်တင်တယ်ဘိုးဘွားဆန်ဆက်ပေါ့နော်ပုံပြင်လိုမျိုးဒီမင်းစာအကြောင်းတွေကပြောပြလာတာပေါ့နော်ဒီနေ့ကျမကတော့ဒီအကြောင်းအရာကို knowledge sharing အနေနဲ့ပြောပြမယ်ပေါ့နော်ဒီကောင်ကတော့တောဘက်မှာနေတယ်တောအုပ်မှာပဲနေတယ်ပေါ့နော်တောဘက်ကြတဲ့ရွာတွေမှာလေသူကလာတတ်တယ်လူမရှိတဲ့အချိန်မှာပစ္စည်းတွေခိုးတတ်တယ်ပေါ့နော်သူ့ကိုတွေ့ပြီဆိုတာနဲ့အမိရတာဖမ်းမိပြီဆိုတာနဲ့ချမ်းသာပြီလို့တာမှတ်လိုက်သူကအိမ်မက်တွေမှာကင်းကနန်းတွေပေးနိုင်တယ်တန်ဖိုးရှိတဲ့ຢာတွေကိုသူကညွှန်းပေးတယ်ပေါ့နော်ရွှေတူးမယ်ဆိုရင်ရွှေရှိတဲ့နေရာကြောက်တူးမယ်ဆိုရင်ကြောက်ရှိတဲ့နေရာသူကအဲ့လိုမျိုးတွေပေးတတ်တယ်ပေါ့နော်ဒါပေမဲ့ဒီကောင်ကိုတွေ့ပြီဆိုတော့အနေရှိတယ်သူနဲ့အမှန်ဆိုသူကမြင်စာပေါ့နော်လူမဟုတ်ဘူးအဲ့လိုမျိုးမြင်စာဖြစ်တဲ့သူ့မှာလည်း power ရှိတယ်ကိုလည်းအနေပေးနိုင်တယ်သူကဒုက္ခလလလေးပေးနိုင်တယ်ဒါကြောင့်သူ့ကိုတွေ့ပြီဆိုတော့ねဖမ်းမိတောင်ဖမ်းမဖမ်းမိဘူးဆိုရင်လည်းပြေးရမှာပေါ့နော်ပြေးမယ်ဆိုရင်လည်းနီလန်းကရှိသေးတယ်ဖမ်းမယ်ဆိုရင်လည်းသူ့ဖမ်းမိအောင်ဖမ်းတဲ့နီလန်းကရှိသေးတယ်ပေါ့နော်ပြေးမယ်ဆိုရင်တော့တောင်ပေါ်ပြေးရမှာပေါ့နော်တောင်ပေါ်ပြေးမယ်ဆိုရင်သူကတိတိလေးဖြစ်တဲ့အတွက်မလိုက်နိုင်ဘူးအားလည်းအဲ့လောက်မရှိဘူးနော်တောင်အောက်မှာပြေးမယ်ဆိုရင်တော့တေချာပေါက်လိုက်နိုင်တယ်သူကတိတိလေးအရန်မြန်ပါတယ်ဒါကြောင့်ပြေးမယ်ဆိုရင်တောင်ပေါ်ဘက်မှာပြေးရတယ်သူ့ကိုဖမ်းမယ်ဆိုရင်အဲ့လိုမျိုးမိမထမင်တို့အဲ့လိုမျိုးဘုံနှိမ့်တက်တဲ့ဟာနဲ့ဖမ်းရမှာပေါ့နော်အဲ့လိုဟာနဲ့ဖမ်းမိမှာဖြစ်ပါရဲ့နော်အန်တီရဲ့လည်းအများကြီးရှိတယ်သူ့နာမည်ကိုကျမတို့ဘာသာစကားနဲ့ပြောရမယ်ဆိုရင်တော့နီဘီဘီလို့ခေါ်တာပေါ့နော်အရန်ကိုလေကြောက်စရာကောင်းအောင်ဘိုးဘွားဆန်ဆက်ပြောလာတဲ့ပုံပြလိုမျိုးကြားခဲ့တဲ့အရာပါဒီနေ့မှတွေ့ဘူးလားဦးတောင်မနေတော့ကတော့ဖမ်းမိတဲ့ဆိုတဲ့သတင်းကတော့ဘေးမှမကြားဘူးခဲ့ပါဘူးနော်